အားလုံးပဲမင်္ဂလာပါခင်ဗျာ Easy မြန်မာ channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ share လေးလုပ်ပေးမှာကတော့ဒီ clamp meter နဲ့ပေါ့အုံးစကေးကိုဘယ်လိုတိုင်းလဲဟိုတနေ့ကကျွန်တော်ပြပြီးခဲ့ရတာ AC ဘိုးလေးကိုဘယ်လိုတိုင်းလဲ DC ဘိုးလေးကိုဘယ်လိုတိုင်းလဲပြီးတော့ဒီ current ကိုဘယ်လိုတိုင်းလဲဆိုတော့ကျွန်တော်ပြခဲ့ပြီဒီနေ့ပြမှာကျွန်တော်ဒီ resistance ကိုဘယ်လိုတိုင်းလဲဆိုတော့ကျွန်တော်ပြဒီနေ့တိုင်းဖို့အတွက်သူ့တိုင်းဖို့အတွက်တော့ဒီ point တစ်ခုလိုတာပေါ့အဲဒါဆိုရင်ကျွန်တော်ဒီ motor ပေါ့ဒီကောင်ဒီAC single phase motor လေးအဲ့တော့သူ့ရဲ့ဟာလေးကိုကျွန်တော်တိုင်းမယ်တကယ်လို့အဲ့မှာကအုံးစကေးမှာကနှစ်ခုရှိတယ်ဒီမှာဒီတင်ကေတာလေးနဲ့ဒီရဲ့ပစားလို့တင်ကေတာလေးအဲ့တော့ဒီကောင်လေးကပုံမှန်ဆိုရင်100အုံးအောက်လောက်ပဲကောင်းတယ်ဗျ100အုံးထက်ဆိုဒီကောင်အတန်ဒီကောင်တိုင်းနဲ့ဒီကောင်မှထားလိုက်ရင်ပေါ့အတန်မီတယ်ပေါ့ဗျာဒီကောင်အတန်မီတဲ့ကောင်เนาะအဲကျွန်တော်ပြမယ်အတန်မီတဲ့ကောင်အတန်ကြီးတယ်เนาะဒီကောင်တော့အတန်မမြည်ဘူးဗျကျွန်တော်ရိုးရိုးပဲဒါပေမဲ့ဒီကောင်ကကျွန်တော်တို့တန်ဖိုးနေတဲ့ကောင်တွေပဲတိုင်းလို့ရတယ်တန်ဖိုးများသွားရင်ဒီကောင်ကမပြတော့ဒီလိုမျိုးအုံးလူဆိုပြီးတော့ပြတယ်เนาะတန်ဖိုးနေတဲ့ဟာဆိုရင်ဒါလေးတိုင်းပဲတန်ဖိုးများတဲ့ဟာဆိုဒီကောင်နဲ့တိုင်းလို့ရတယ်เนาะအဲ့တော့ကကျွန်တော်တိုင်းပြမယ်အရင်ဆုံးကျွန်တော်တို့ဟိုနေ့ကပြောတော့သူကိုင်းလို့ကိုင်းမယ်အရင်ဆုံးတိုင်းမယ်เนาะသူကိုင်းလို့တိုင်းပြီးတော့ကျွန်တော်ဒီကောင်ရဲ့ဒီ body ပေါ့body to body ကျွန်တော်ဒီဟိုအတိုင်းကြည့်မယ်နော်ဒီမှာပြရနော်အဲဆိုရင် contact ရှိရပေါ့ဗျာအဆက်အသွယ်ရှိတယ်ဒီကောင်းတယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ကကျွန်တော်ဒီရင်ဆုံးပြချင်တာကဒီ motor လေးပေါ့ motor လေးက single phase motor connection ကဘယ်လိုဝင်မလဲဘယ်လိုတိုင်းမယ် motor ကောင်းမကောင်းဘယ်လိုတိုင်းမလဲဆိုတော့ကျွန်တော်တို့တိုင်းအရင်ဆုံး motor ကောင်းမကောင်းတိုင်းခြင်းရင်နောက်တစ်ခုຢာတွေက coil နေပေါ့ဗျာmotor ရဲ့ coil နေအဲ့တော့ coil နဲ့ body နဲ့ကိုကျွန်တော်ထောက်မယ်ချက်ထောက်ပြီးတော့အုံးစကေးရွေးထားရနော်အုံးစကေးရွေးထား coil နဲ့ body နဲ့ကျွန်တော်ထောက်တယ်အဲဆိုရင်အုံးလူကောင်းတယ်နောက်တစ်ခုနောက်တော့ဟုတ်နော်ဒီ body နဲ့ကြည့်တာ body နဲ့ကျွန်တော်တို့ coil နဲ့ထောက်ထားနော်ဒါဆိုရင်ကောင်းတယ်တကယ်လို့တန်မိုးပြနေဆိုရင်အဲ့ကောင်မကောင်းတော့ဘူးမော်တာဘာလို့အထက်က coil က resistance coil မှာပါတဲ့ insulation ကျတယ်ကျပြီးတော့ body နဲ့ဒီကောင်ကထိနေတဲ့သဘောတရားအဲ့တော့ဒီကောင်ကိုကျွန်တော်မော်တာကိုလျှက်စီးပေးလိုက်ရင်လျှက်စစ်ပေးလိုက်ရင်ဒီကောင်က breaker တွေပါထွတ်ဖြစ်တာတို့เนาะဟိုဒီ overload တွေပါထွတ်ဖြစ်တာတို့ပါတော့အဲ့လိုမျိုးဖြစ်တယ်နောက်တစ်ခုကကျွန်တော်ပြောချင်တာကဒီမှာဒီ wiring ကိုဘယ်လိုဝင်မလဲပေါ့ဗျာwiring ကိုပြောရင်ဘယ်လိုဝင်မလဲဆိုရင်ဒီက AC ဆိုပေါ့ဒီက line ဒီကောင်က neutral ကျွန်တော် N ဆိုတာ line ဆိုတာမီတာနဲ့ဟို tester နဲ့ထောက်ရင်မီလင်းနဲ့ကောင်ပေါ့ဗျာဒီကောင်ကမီလင်းနဲ့ကောင်အဲ့ကောဒီကောင်က U2 နဲ့ Z ဒီကိုဝင်တယ်နော်အဲ့ကောင်ဒီကိုဝင်မယ်ပြီးတော့ဒီကောင်က neutral က U ဒီမှာအနိကကြည့်လို့ရတယ် neutral က U1 line က U2 နော်အဲ့တော့ဒီမှာကြည့်ကျွန်တော်ဝင်လာတဲ့ line ကျိုးကဒီကိုဝင်ရမယ်အညိုရောဒီမှာ U2 ဆိုပြီးပြထားတယ်နော် U2 ရဲ့ Z ရဲ့ဒီက neutral ကြတော့ဘယ်ကိုသွားမလဲဆိုတော့ဒီကောင်က U1 ကိုသွားဒါပေမဲ့ဒီမှာ color ကြီးအပြာရောင်သူပြထားတယ်အမကြီး neutral ကလာရ blue ကို join ရမယ် line ကလာရကောင် brown ကကောင်ကို join ရဒီကောင်ကဒီရဲ့ဟာဒီက terminal block ဒီအပြာရောင်လေးကိုပြောတာ terminal block နော်အဲ့ဒါတွေကိုတိုင်းတယ်အဲ့တော့ကျွန်တော်တို့ကဒီ single phase motor မှာဒီကောင်က capacitor ပါတယ်နော် single phase motor မှာကျွန်တော်တို့ဒီမှာ M ရဲ့ A ရဲ့ဆိုတာရှိတယ်အဲ့တော့ M ကပါတယ် M က main coil လို့ပြောအဓိက coil A က auxiliary အကူကွန်တော့ coil ပေါ့အဲ့ coil နှစ်ခုမှာသူက coil နှစ်ခုဒါမဲ့ဒီအတိုင်းလုံးလေးက coil ရဲ့တင်ကေတာအဲ့တော့ဒီရဲ့ resistance နဲ့ဒီရဲ့ resistance မတူဘူးเนาะဘာကြောင့်မတူရလဲဒီကပတ်ထားရဲ့ကျိုး site ကကြီးတယ်ကြီးတဲ့အတွက်ဟို area ကျဲတဲ့အတွက် resistance နည်းတယ်ဒီကောင်ကကျိုး site ကသေးတယ်သေးတဲ့အတွက် area ကျင်းတဲ့အတွက် resistance များတယ်ကျွန်တော်တိုင်းပြမယ်တချို့ဟာတွေ motor တွေမှာကျွန်တော်တို့ဘယ်ဟာ starting coil ဘယ်ဟာ running coil ပြန်ခွဲဖို့အတွက် main coil ဘယ်ဟာအကူ coil ခွဲဖို့အတွက်ကျွန်တော်တို့ main plate မရှိတော့ဘူးဆိုရင်ကျွန်တော်မီတာနဲ့ထောက်တိုင်းရเนาะအဲ့တော့ကျွန်တော်ပြောမီတာနဲ့ထောက်တိုင်းမှာ main coil ဒီ resistance နည်းရမယ်ပြီးတော့အကူ coil ဒီ resistance များရမယ်เนาะအဲ့တော့ကျွန်တော်ဒီမှာတိုင်းပြမယ်ဗျာ main coil အဲ့တော့ထောက်တယ်
ဒီနှစ်ခုကိုထောက်လိုက်နော်ထောက်လိုက်ချိန်မှာကြည့်တာနော် 4.8 ကျွန်တော် main နဲ့ main coin နဲ့ဟို4.8 line နဲ့ထောက်တာနော် 4.8 နောက်တစ်ခုက 8.6 8.6 ဆိုတော့အဲ့တော့ 8.6 ကများတဲ့ကောင်ဒီဒီအကူ coin ဖြစ်နေနော်အဲ့ကောင်ဒီအကူ coin ခုန 4.6 က main coin ကျွန်တော်ခုနပြောဆိုရနော် main coin ဒီ resistance နဲ့အဲ့တော့ 4.6 ဒီ main coin ဖြစ်ရမယ် 8.5 ဒီ resistance များတဲ့အကူ coin ဖြစ်ရဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ join ရင် line ကျိုးကဒီကိုဝင်ရမယ်နော် line ကဝင်ရမယ် neutral ကျိုးကဒီကိုသွားပြီးတော့ join ရဟုတ်ပြီအဲ့ဒါဆိုတော့ဒီမှာဒီကောင်က capacitor ပါဗျ capacitor ရဲ့အားလေးကိုကျွန်တော်နည်းနည်း knowledge sharing လုပ်ပေးပြီနော်အဲ့တော့ဒီ capacitor ကြီးဒီကဘာကြီးတွေပေါ့ဒါ CPP 60ပါပဲအဲ့တော့ CPP 60ဒီကောင်က running အတွက်သုံးတာလား starting အတွက်သုံးတာလားဆိုတော့ကျွန်တော်တို့သိဖို့လိုတယ်အဲ့တော့ဒီအောင်ကြည့်တာနဲ့သိရောဗျတချို့ဆရာသမားတွေကတော့ဒီ experience ရှိတဲ့သူကတန့်တည်ရတော့ကျွန်တော်တို့အခုမှစလေ့လာတဲ့လူတွေကမသိနိုင်အဲ့တော့ကျွန်တော်ပြောပြမယ် CPP 60 CPP ဆိုရင်မှတ်ထား CPP ဆိုရင် running coin main coin မှာသုံးတဲ့ကောင်เนาะအဲ့တော့ starting accelerator coin အတွက်သုံးတဲ့ကောင်ဆိုရင် starting capacitor ဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ CD เนาะအဲ့တော့ starting capacitor ဆိုရင် CD เนาะ running ဆိုရင် CPP 60 CPP 60တဲ့အဲ့လိုပေါ့ဗျာ CPP ဆိုရင်မှတ်ထားအဲ့ကောင် running ပဲ CD ဆိုရင် starting ပဲပြီးတော့အောက်ကတန်ဖို့ microfarad တန်ဖို့က running ဆိုရင် 1.5 ကရင်100အထိပဲရှိเนาะ 1.5 ကရင် microfarad เนาะ 1.5 ကရင်100အထိဒီကောင်20ရှိတယ် running က starting coin ဆိုရင်သူက90ရရင်ပြော1000ဝန်းကျင်အထိရှိတယ်เนาะအဲ့ကြည့်ရင်90ရစတယ်1000ဝန်းကျင်ရှိရဆိုအဲ့ကောင်က starting capacitor running က 1.5 ကရင်100အထိပဲရှိတယ်ဟော20ဘိုးရိတ်ကိုကြည့်လို့ရတယ်ဘိုးရိတ်က starting coin เนาะ starting ဒီကောင်က running coin starting capacitor ရဲ့ဘိုးရိတ်ကဘယ်လောက်ရှိမလဲဆိုတော့350ရရင်450တိเนาะ running capacitor ရဲ့ဘိုးရိတ်က350ရရင်450တိရှိတယ် starting capacitor ရဲ့ဘိုးရိတ်က125 125ရင်ပြီးတော့330တိပဲရှိတယ်အဲ့တော့ဒီကောင်ဒီ450ဖြစ်တယ်ကောင် running coin เนาะအဲ့နဲ့ကျွန်တော်တို့ခွဲခြားလို့ရတယ်အဓိကကျွန်တော်ဒီကောင်လေးကိုကြည့်တတ်ဖို့ကြည့်တတ်ဖို့ကျွန်တော်တို့တတိယမှာ main coin ဒီကောင်က coin size ကြီးတဲ့အတွက် resistance နည်းရ A ဆိုရ accelerator coin ဒီကောင် coin size သေးတဲ့အတွက် resistance များတယ်အဲ့တချို့ဟာတွေမှာ motor တွေမှာဒီ name plate မပါတော့ရင်ကျွန်တော်တို့ကမီတာကိုနဲ့တိုင်းပြီးတော့ခွဲခြားပေးရเนาะကြာမဲ့တိုင်းပြီးခွဲခြားပေးရခုနတိုင်းပြီးဆိုရင်ကျွန်တော်ဒီမှာတိုင်းပြရဗျာအဲဒီသူက drawing ကြည့်လိုက်မယ်เนาะအန်ငုတ်ကိုထောက်လိုက်ရင်အန်နဲ့ဒီ M coin ဟာကိုထောက်လိုက်เนาะအဲ့တော့ sorry neutral နဲ့ line နဲ့ထောက်လိုက်ရင်ပေါ် main coin ဒီမှာ main coin လို့ပြတာဒါပေမဲ့ကျွန်တော်တို့ထောက်ကြည့်လိုက်အချို့ဟာတွေက name plate မရှိတော့ရင်ကျွန်တော်တို့ဒီမီတာနဲ့တိုင်းပြီးတော့ရှင်းရမယ်main coin ဖြစ်တဲ့အတွက်coin size ကြီးတဲ့အတွက် resistance နည်းတယ် 4.7 အခု coin accelerator coin ကိုတိုင်းမယ် coin size သေးတဲ့အတွက် resistance များတယ်အဲ့ဒါပဲเนาะအဲ့ဆိုရင်ကျွန်တော်တို့နောက်မီတာရှိတယ်ဒီမီတာကိုဘယ်လိုတိုင်းရမလဲ resistance ဘယ်လိုတိုင်းရမလဲ motor ကိုဘယ်လိုတိုင်းရမလဲဆိုတာသိပြီเนาะအဓိကကကျွန်တော်တို့ motor တစ်ခုအလုံးမလုပ်တော့ဘူးဆိုရင်စမ်းမယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ဒီကောင်ကို on scale မှာထားပြီးသွားရင် body နဲ့ဒီ body ရဲ့ဒီက coin ရဲ့တငုတ်ရဲ့ body ရဲ့တငုတ်ရဲ့เนาะမြင်လားမသိbody တငုတ်တိုင်းရအဲ့လိုတိုင်းလို့မှဒီလိုအုံးလူဆိုတော့ဗျာ contact မရှိဘူးဆိုရင်ကောင်းတယ်တန်ဖိုးပြနေဆိုရင်ဒီကောင်ကမကောင်းတော့ဘူးအဲ့ဒါဆိုရင်ကျွန်တော် motor ကိုပြန်ပြီးတော့ဘာနစ်လောင်းရမယ်တကယ်လို့ပြန်ပြီးတော့ coin တစ်ပတ်တင်ပတ်ရမှာဗျာဟုတ်ကဲ့ပါအခုတို့ကြည့်ရှုပြီးကျေးဇူးတင်ပါတယ်နော်